စစ်တယ်နော်မသိဘူးဘာပေါ့လဲကိုမိတ်ကတ်ပါပြန်လာမကျန်ဘာဘယ်လမ်းကိုမလိုက်တာ ကဲစိုက်ထားတာကောင်းတော့ ရှယ်ဆက်တာ အာ view ကကြည့်ပါရှေ့ ဘာလဲချင်းတောင်မလေးဘာလဲအဲ့ဒါစီဖွာကမုံဆိုလားနာမည်မေ့ဝိုင်ကွာချင်းတောင်မှာဆိုလို့ဒီမှာဒါလေးတွေတွေ့ရင်ချင်းတောင်ကိုလွှဲရတာဟိုမှာThank you, Daddy. ကန်ဆက်မှမရှိတော့ဘူးရပါလားဒီတိုင်းအဆက်မဟုတ်လဲရပါ น้ำพริกอ่องเหรอเป็นจังတော်ရရနေပြီးတော့ချက်တိထွက်လာလို့လို့မလေးဖြစ်နေနဲ့ကောင်းရထွက်လာပြီးအဲ့ဒီကန်ဆက်မှနေလို့လို့ဒီကန်နဲ့ကနေမြကြောင်းလာတွေ့တာဒီကန်နဲ့ကနေမြကြောင်းထွက်မြကြောင်းဒီလိုမျိုးမှမနေဘူးပိုတော်ရတော့အကောင်ကြီးတွေနေလောက်တယ် တကယ်ဟိုဘက်နားလေးကအဲ့ဒီဟိုမြို့အများနေရာတွေပြီးသွားကြရမှာနော်ဟုတ်ပါဘူးဝဝင်ဒီလိုလုံးတာကဝုံဝုံမမဟုတ်တာငါလည်းလုံးချင်တာလုံးမထိုင်ကဆင်းလို့ ထိုင်ကားကဆွဲမလို့မလို့ဟိုကနေရင်တော့နေရင်မဟုတ်ပါဘူး ထိုင်ကြ ဒီကတရင်တော့လား ဝဝင်လာယူလို့ ဒီလိုလုံးတာပါကောဒီလားအဝုံဝဘလို့တာ ဝဝင်နဲ့အဲ့လိုမျိုးလောက်တာတမျိုးလောက်တော့မရှိဘူးဝဝင်ဆိုအော်ဒါပဲရှိတယ် လို့အော်တာ ဝိုင်း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  တာဝက်You're sending mom ဘလို့ You're sending mom တော့ပြောရနော် ကိုညီရလေးမမေ offer လုပ်နေလေ That means she's a friend နိုးပါအဲ့မစ်ချလောက်ကြီးပါနေဟေးဒီချောက်ကြီးဖယ်တာ အိုးညောင်ဟဲလာရအောင်ဒီ ဒီ နေ့ offer လုပ်နေလို့ပြောတာ okay ကောင်းတဲ့ဟာပြောရမှာမဟုတ်ဘူး သူထိုင်းဆိုင်လေးကထိုင်းဆိုင်လေးဖြစ်နေရောဟိုလို romantic တော့မဟုတ်ဘူးဒါပေမဲ့မိသားစု ရစားမ မိသားစုအမှန်ကန်ထိုင်းစာလာစားတော့ကောင်းဒီဆိုင်လေးကနီမန်ချင်းမ University ထဲကနေပြီးတော့စစ်တက်လိုဟာနေရာတွေကိုမောင်းလာတယ်ကိုလည်းမသိဘူး Google ကြည့်မောင်းလာတယ်ရောက်လာဒီပုံထဲမှာအရေကန်ကြီးကိုရှာပြီးတော့လျှောက်တာမောင်းလာလို့ရှိရင်တက်တက်ကြီးမောင်းလာရင်ရောက်တယ်ချင်းမ University ဈေးတွေကနေပြီးတော့တော်တဲ့လို့မျိုးဝင်လာတယ်လို့ တော်တဲ့ခေါ်ဝလာပါလားလို့နည်းနည်းအားတိုက်တယ်ဟာပြောပြကြ ဟဲ့ငါမျက်လုံးပေါ့ငါကြီးပါကြလားဟုတ်ပါ ဟုတ်တယ် ဟမ် ဟုတ်ပါဘူးယူကြတာပါ ကြီးပါမင်းလည်းငါ့ကိုလန့်အောင်လုပ်တယ် လာတော့မင်းတို့ကအပြားရော အခု င် စင်းချလိုက်မှာနင်တို့ညရန်ဖြစ်ရင်စိတ်ညစ်လို့ မင်းကရုပ်ရှင်နဲ့ကြည့်ရမင်းကရုပ်ရှင် ဒီကလစ်ပင်ရလဲပြုံး ဩငါမှလည်းသူလက်ညှိုးထိုးလိုက်ရိုက်ရတယ်အမောတောင်ထိုးလိုက်မြောက်ထိုးလိုက်ဘာတွေထိုးမှလည်းမသိဘူး ထိုးလိုက်ရောက်တော့အမြောက်ထိုးလိုက်တော့မလို့ ဟို
တစ်ပင်မမြင်ဘူးတဲ့ကြာ ရောက် တ နေ ပင်မမြင်ဘူးလားတော့မဟုတ်တပင်တော့မြင်ဘူးလေဒါပေမဲ့ဒီအပင်ဆိုင်ကြီးကိုကြည့်လိုက်ရင်နည်းတဲ့နှစ်မဟုတ်ဘူးလို့ပြောချင်တာလေဒီကလစ်ပင်ကဒီလိုဆိုင်ကြီးရ ဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီ 30. Why do we have to sit under the tree? ဆောက်တော့တယ်ပေါ်မှာအဲ့တစ်ပင်ရဟာ တမိတာဘ တစ် ယ် ပ လို င် သား ပ မ င်နေနဲ့ဒီတင်အကုန်လုံးကျနေတယ် ဒီတိုင်းဈေးတော့မသေးဘူးနော် ဘလို့ အဲ့ဒီ တင်း အဲ့ဒီ ပါ ဝမ်းမှန်ယူဘယ်နှတုံးပါလဲပြော၄တုံးလား လေးတုံးကို ၄တုံးကို350တန်းပြီ အိမ်မှာလုပ်ချင်းမယ် ဈေးမသေးနေစမ်း မမီမိုင်း ဆိုင်ဆိုင်ထဲမှာဒါဈေးကြီးတဲ့ဆိုင်လို့ပြောလို့ရတယ်နော် ဒီကြောင့် ရှင်းမိုင်အေးရေကန်ကြောင့်ဖြစ်မယ် ဒီကြောင့်တချို့ကနေရာပုံမူတည်ပြီးတော့ဒွေးတွေကကြီးကုန်ရော ဒါပေမဲ့ကျင်းမိုင်မှာဒီလိုတကယ်တမ်းထိုင်း local တွေပဲလာစားတယ်ဒါပေမဲ့ဒီလောက်ဈေးနဲ့ရောင်းတယ်ဆိုတော့နည်းနည်းတော့ထူးဆန်းတယ်ဒီလားဟိုဘန်ဆွမ်းတို့ပါလို့ဆိုတော့တပွဲကို80တို့120တို့လေ နားရိုက်တဲ့နေရာလေးရိုက်ချင်တယ်ဒီပန်းချိုက်တဲ့ပုံကြတော့ ဟမ်ကဲပြီးပါပြီဗီဒီယိုရက်လိုက်တော့